Hello အားလုံးမင်္ဂလာပါဒီနေ့မှာကွန်ဘာဘူးလေးနဲ့ကြော်ညာပြချင်တာမျိုးဖြစ်ပါတယ်ကွန်ဘာဘူးကတော့ site ကဒီလိုမျိုးလေးရှိမယ်ပေါ့နော်အစိမ်းရောင်လေးပေါ့နော်ကြားရရင်ဒီလိုပုံစံလေးပါဒီလိုလေးလက်လန့်လို့ရတယ်အထဲမှာကြိတ်တလောက်ထည့်လို့ရဒီဘက်မှာဆို caviar တော့အဲ့လိုထည့်လို့ရတယ်နော်ပြီးကြရင်တော့ဒါမဲ့ဒါကန်လို့ရှိရင်ကွက်ကြရတယ်ပြီးရင်နောက်တစ်ဖက်မှာကျတော့ဒီလိုပုံစံလေးပေါ့နော်ပြီးတော့သူကခဲချွန်းဆက်လေးပါပေးထားတယ်ခဲချွန်းဆက်လေးပါပေးထားတယ်နော်နောက်တစ်မျိုးကတော့ပုံစံတူပဲဒါမဲ့အပြာရောင်လေးပါယောက်ျားလေးသုံးတဲ့ဟာပေါ့နော်မိန်းကလေးကမှအပြာရောင်ကြရင်အဆုံးရှိရနော်ကျန်တဲ့ဟာကတော့မပြတော့သူလည်းခဲချွန်းရပါတယ်ဒီနောက်ပြီးရင်နောက်ဒီဇိုင်းကဒီလိုပုံစံလေးပါပေသီးလေးနဲ့လည်းဆောက်လို့ရတယ်နော်ဒါခဲချွန်းစကတက်တက်ဒီဘက်မှာအဲ့လိုနှိပ်လိုက်တာနဲ့ပွင့်လာတဲ့ခဲချွန်းပေါ့နော်ထိုးချင်ဒီအပေါက်ထဲကိုထည့်လို့ရပါတယ်ပုံစံကတော့ရိုးရိုးပေါ့နော်ဒီကတော့ကတ်ဒီပါကိုကြိုက်တာထည့်လို့ရတာပေါ့နော်ဒါကဘောပင်လေးထည့်ဖို့အပေါက်လေးထားပေးရပါဒါကတော့ carrot နဲ့စီထားဖို့ပေါ့နော်နောက်တစ်ဖက်ကတော့ကျဲပါတယ်ဒီလိုမျိုးလေးပါအားလုံးကျေးဇူးတင်ပါတယ် bye bye